အခုလေးတယ်မယ်နော်ဟိုအကြာကြီးဟိုအဝေးကြီးကနေပြီးတော့အချိန်ကြာကြီးစားထားတာမဟုတ်ဘူး just ရဲ့အသုံးနဲ့အဓိပ္ပာယ်ကိုတော်တော်များများလာပြီးတော့မေးကြတာတွေ့ရတယ်ကျွန်တော်ရဲ့ comment တွေထဲမှာပေါ့လေဆိုတော့သူကလည်းနေရာမျိုးစုံလိုက်သုံးတဲ့စကားမျိုးဆိုတော့မသိတဲ့လူကတော့ရောတတ်ကြပါတယ်ဒါပေမဲ့သူ့ကိုအယိုးရှင်းဆုံးနဲ့မှတ်ရလွယ်ဆုံးကျွန်တော်ပြောပြပါမယ်သူ့ကိုဘယ်နေရာတွေမှာသုံးလဲဆိုရင်တော့အဖို့မရှိအလိုမရှိကွက်တီးဆိုတဲ့နေထိုင်မျိုးတွေမှာ just ကိုသုံးပါတယ်တာမန်လေးပဲဒီလောက်လေးပဲဒီလိုမျိုးလေးပေါ့အဖို့လည်းမဖြစ်ဘူးအလိုလည်းမဖြစ်ဘူးကျွန်တော်အဲ့ဒါတွေကိုဥမာနဲ့တစ်ချောင်းချင်းပြပြပါမယ်ဥမာ I just want to help ငါမင်းကူညီချင်အောင်လေးပဲเนาะအဲ့ထက်ပို့ပြီးတော့ဘာမှလည်းမရှိဘူးเนาะအဲ့လိုမျိုးပြောချင်တဲ့အခါမျိုးတွေမှာ just ကိုထည့်ပြောတာပဲနောက်တစ်ခု I just ate lunch ငါခုလေးတင်မယ်เนาะနေ့လေးတည်းစားလာတာအခုလေးတင်မယ်เนาะဟိုအကြာကြီးဟိုအဝေးကြီးကနေပြီးတော့အချိန်ကြာကြီးစားထားတာမဟုတ်ဘူးခုလေးတင်မယ်စားထားတာဒါမျိုးမှာ just ကိုသုံးတယ်နောက်တစ်ခု it just right ဒါမှန်တယ်လုံးဝမှန်တယ်เนาะ exactly right ပေါ့เนาะဆိုတော့ပို့ပြီးတော့လည်းမမှန်ဘူးမှားလည်းမှားမနေဘူးเนาะတေချာကွက်တိကြီးကိုမှန်တာเนาะအကြောင်းမလို့ is just right ဆိုတော့အလွယ်မှတ်ထားမယ်ဆိုရင်เนาะ just ဆိုတာကပိုလည်းမရှိဘူးလို့လည်းမလို့ဘူးလုံးဝကွက်တိတေချာတဲ့အနေအထားမျိုးတွေမှာ just ကိုသုံးပါတယ်